အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့တင်ဆက်ပေးချင်တာကတော့စာရေးဆရာကြီးကိုတာရဲ့ကန်တော်ကဝေမဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ကြည့်အောင်ခင်ဗျာဆရာကြီးဦးမင်းအောင်ရဲ့ကဝေတိုက်ပွဲတွေကဆက်နေတာဗျကျုပ်တော်ရွာပြန်မရောက်တာအတော်ကြာနေပြီဆရာကြီးစီရောက်တော့မှပဲလောကကြီးမှာမောပညာဆိုတာတကယ်ရှိမှန်သိလာတာဗျပြီးတော့အလင်းမောပညာတဲ့နဲ့အမောင်မောပညာတဲ့တွေအကြောင်းကိုလည်းသိလာတာဗျလူတွေပြောနေတဲ့အထက်လန်းနဲ့အောက်လန်းဆိုတာကိုတို့ကြုံမှပဲကြုံယုံတော့တာဗျကျိုးတို့မြင်ဘူးတဲ့အထက်လန်းဆရာဆိုတာကတက်လွတ်ကလေးစားတီလကလေးစောက်တီပရိကြီးတကုံတကြောက်ကြောက်စိတ်နေတဲ့သူတွေကိုဗျသူတို့တွေကဆုံးပြုစားတာတို့ပြောကကတ်တာတို့ကိုမေတ္တာစကားလေးပြောဆိုပြီးပညာဆုတ်ခိုင်းတစ်ခွက်လောက်တိုက်ပြီးတစ္ဆာဆုတ်ခိုင်းကြတာဗျဆရာကြီးဦးမင်းအောင်တို့လိုကဝေသတင်းတွေနားဆွင့်တိတိကျကျကြားပြီးဆိုရင်မိမိရရလိုက်ပြီးသူသေးကိုသေးတိုက်ကြခိုက်ကြလက်ဆအပြီးတုံးပြကြတဲ့တကယ်အလင်းမော်ပညာရှင်ကြီးမျိုးကိုကျုပ်အခုမှတွေ့ဘူးကြုံမှုတာဗျဒီတော့မှလည်းအမောင်တိုက်အမိုက်တိုက်ထဲမှာအသက်ရာနဲ့ခြေပြီးရှည်ကြတဲ့အောက်လင်းမော်ပညာတဲ့ကြီးတွေကိုကျုပ်တွေ့ဘူးကြုံမှုတာပါဗျာအခုမှပဲဒီလူလောကကြီးမှာအင်မတန်ကြောက်စရာကောင်းတဲ့အောက်လင်းမော်ပညာဆိုတာတကယ်ရှိနေတာပါလားလို့ကျုပ်သိလာတာဗျအခုလည်းကြည့်လေကျုပ်ရဲ့ဆရာနုံဖတ်ရဲ့ဆရာကြီးရဲ့ဗဟန်းကခြံဝန်းကြီးတဲကဂန်းကုန်မီကြီးနှစ်ပင်အောက်ကအုတ်ထိုင်ကုန်ကလေးမှာထိုင်နေကြတာဗျလေကလေးကတဖြည်းဖြည်းနဲ့ဆရာတစ်ပည့်နှစ်ယောက်စကားပြောနေကြတာပေါ့ဗျာဆရာနုံဖစစ်စစ်တောင်မှာဂွန်းကဝေကြီးကိုနိုင်နေတုန်းကကြာကြီးတစ်ကောင်လိုဖန်ဆင်းလိုက်တာဘလို့ပညာမျိုးလဲဆရာတာတီအဲ့ဒါမော်ပညာတွေတဲကရုပ်ပြောင်းရုပ်လွယ်အတက်လို့ခေါ်တယ်ကွာဆရာနုံဖအဲ့ဒီပညာတွေတက်ထတာကြာပြီလားဗျမင်းတို့ရှာမရောက်ခင်ကတည်းကတက်ပြီးသားပါကွာဒါဆိုရင်တိဆုံးပင်လိုက်တော့ကဆရာနုံဖမတ်ဖေဝါကိုတာတာကလေးနိုင်တာပေါ့ဟုတ်လားနိုင်ပါတယ်မောင်တာတွေဒါဆိုရင်ဆရာနုံဖအဲ့ဒီတုန်းကဘာဖြစ်လို့ထွက်ပြေးတာတော့မောင်တာတွေကလည်းအထက်လန်မော်ပညာရှင်ဆိုတာကိုနိုင်တိုင်းအနိုင်မယူရဘူးကွာတိဆုံးပင်ဆိုတာမတ်ဖေဝါတို့ပိုင်ထဲမှာပေါက်တာလေကျုပ်ကအဲ့ဒီတိဆုံးပင်ကိုဝင်လူယူတာမဟုတ်လားရအောင်ယူပြီးလွတ်အောင်ပြေးရတာပေါ့မောင်တာတွေကအဲ့ဒီလိုမဟုတ်ပဲကျုပ်တက်ထားတဲ့ပညာတွေနဲ့မတ်ဖေဝါကိုဒုက္ခပေးလိုက်ရင်ကျုပ်ကလက်နဲ့အားကုန်းနဲ့မတရားအနိုင်ကျင့်နဲ့ဓမြဖြစ်သွားမှာပေါ့။ဒီလိုလားဆရာ။ကျုပ်ကဒီတော့မှနားလေတာဗျ။ပြောရရင်တော့ကျုံမသိတာကခက်များရဲ့ဗျ။ကျုံနဲ့ဆရာနုဘစကားပြောနေတော့မှပဲခြံကားတွန်းဖွင့်ပြီးဆရာကြီးဝင်လာတာဗျ။ဟာဆရာကြီးတော့ပြန်လာမှကိုဆရာနုဘကဆရာကြီးလက်ထက်ကအိတ်ကိုပြပြတလဲထပ်ပြယူတယ်ဗျ။ကျုပ်ကတော့ဆရာကြီးလက်ထက်ကထီးလေးကိုစီးပြီးတော့ယူတယ်ဗျ။အေးကွာနုဘရနေသိမ့်မပို့ခင်စောစောပြန်ခဲ့ရတာ။ဆရာကြီးအပြင်သွားတာကျွန်တော်ပြည့်သိတော့မသိလိုက်ဘူးမောင်အေးပြောမှသိတာဟုတ်တယ်မင်းနဲ့မောင်တာတွေတို့အိတ်ကောင်းနေတာနဲ့ကျုပ်မပြောတော့တာဒီလိုကွာနုံဖရဲ့ဘားကရတိုက်ကဆရာတော်ကကျုပ်ကိုခေါ်ခိုင်းလို့လိုက်သွားရတာဟုတ်လားဆရာကွာဘားကရတွေ့ရလေကွာစမ်းချောင်းကကျောင်းတိုက်ကြီးပေါ့အဲ့ဒီရောက်တော့အညာကဘုန်းကြီးတစ်ပါးရောက်နေတာတွေ့တယ်အဲ့ဒီဘုန်းကြီးရဲ့ဘက်ကဦးညာနာတဲ့ကွာသူတို့မြို့မှာရေကန်ကြီးတကန်ရှိတယ်တဲ့အဲ့ဒီကန်ကြီးကိုကန်တော်လို့ခေါ်တယ်ဆိုပဲအဲ့ဒီဘုန်းကြီးရဲ့ကျောင်းကကန်တော်ဘက်မှာရှိတာတဲ့သူ့ကျောင်းကိုတော့မြို့သူမြို့သားတွေကကန်တော်ကျောင်းလို့ခေါ်ကြတယ်တဲ့သူ့ကျောင်းကြီးကကျောင်းဝင်းကလည်းအကျယ်ကြီးဆိုပဲကျောင်းဝင်းထဲမှာတရက်မယန်းမလကားဩဇာတစ်တူတစ်ပင်တွေစုံလို့ပဲတကားတကမတွေကလည်းအမျက်မပြတ်သွားလာဝင်ထက်နေကြတာတဲ့အခုနောက်ပိုင်းတော့မြို့တကလူတွေဟာကန်တော်ဘက်ကိုရောဘုန်းကြီးရဲ့ကန်တော်ကျောင်းတိုက်ဘက်ကိုရောအသွားလာသိမလို့ကြဘူးတဲ့ဘာဖြစ်လို့လဲဆရာဒီလိုကွာနုံဖရအဲ့ဒီကန်တော်ထဲမှာကန်တော်ကေမဆိုတာရောက်လာတယ်ဆိုပဲဗျာဆရာကန်တော်ကေမဟုတ်လားဟုတ်တယ်နုံဖရဒီကေမရောက်လာတာသိမကြသေးဘူးကွာတခါတလေဆိုရင်အဲ့ဒီကေမကရေပေါ်မှာလမ်းလျှောက်နေတာတဲ့လူတော်များများကိုမြင်ဘူးတာဆိုပဲအခုကြွလာတဲ့ဘုန်းကြီးဥညာဏဆိုတာမကြမြင်ရတယ်ဆိုပဲတခါတလေကြတော့ဝင်ပလွေလိုခွေးအားလိုအကောင်ကြီးတကောင်ကန်နှန်းကိုခွန်ကြသွားတာတွေ့တဲ့လူကတွေ့တဲ့တခါတလေကြတော့လေချောလမိန်းကလေးတယောက်ပုံစံနဲ့ကဝေမကမြို့ထဲလျှောက်သွားနေတယ်ဆိုပဲလွန်ခဲ့တဲ့တစ်ပတ်လောက်ကတော့ညနေကောင်လောက်ကြီးမှာသပင်ဖလားကြီးချပြီးထမီပေါင်လယ်လောက်နဲ့မြို့ထဲမှာပြေးသွားတာတွေ့တဲ့တချို့လူတွေကလက်ကြည့်ကြတာဆိုပဲအဲ့ဒီသပင်ဖလားကြီးကကန်နှန်းကိုခွန်ကြသွားတာတွေ့တယ်တဲ့လိုက်ကြည့်တဲ့လူတွေကအရေးအခြေစောက်ကြည့်နေတော့ကန်လယ်မှာဝုန်းကနေမြည်သွားပြီးတော့မိချောင်ကြီးတကောင်ပေါ်လာတယ်ကွာလူတွေလည်းစွတ်ပြေးကြတာပေါ့ကွာအခုတော့အဲ့ဒီသတင်းတွေသူတို့တမျိုးလုံးပြတ်နေပြီလူတွေဆိုတာကြေးလန်းစာဖြစ်နေကြတယ်ဆိုပဲ
မိမချောချောလေးတွေ့လေဒါကံတော်ကိုဝေမများလားရုပ်စုစုမိမကြီးတွေ့လေဒါကံတော်ကိုဝေမများလားနောက်ဆုံးကုံပြောမယ်ဆိုရင်ကွာခွေကြီးတကောင်တွေ့ရင်တော့ဒါကံတော်ကိုဝေမမလားလို့ထိတ်ထိတ်လန့်လန့်ဖြစ်နေကြတယ်တဲ့ဟေ့အဲ့ဒီကံတော်ဘက်တော့လူတွေချိုးတော့မလဲကြတော့ဘူးဆိုပဲကံတော်တစ်ဝိုက်မှာတိတ်ဆိတ်၆ကပ်နေတာတဲ့ဟေ့ဝိညာဏအကြောင်းကိုလည်းလူတွေအဝင်ထွက်မရှိကြတော့ဘူးတဲ့ဟာတော်တော်ကိုစိုးပါလားဆရာဟေးအဲ့ဒါငါစဉ်းစားနေတာနုံဖရဲ့ဒီကိုဝေမဟာဘယ်ကရောက်လာတာလဲပြီးတော့ဒီမြို့မှာဘာလာလောက်တာလဲဆိုတာပေါ့ကွာပညာအဆင့်တော့တော်တော်မြင့်ပုံပဲဆရာကြီးရဲ့ရေပေါ်တော်လမ်းလျှောက်နိုင်တယ်ဆိုတော့ကျုပ်ကလည်းကျုပ်တွေးမိတာလေးကိုဝင်ပြောလိုက်တာပေါ့ဗျာမော်တာရီရဲ့ကိုဝေတော်တော်များများဟာပညာအမြင့်စကန်ရောက်လာရင်ရေပေါ်မှာရှောက်နိုင်ကြတယ်ကွဟုတ်လားဆရာကြီးကျုပ်စိတ်ထင်ပြောရရင်တော့ဒီကိုဝေမဟာဒီမြို့မှာကြာကြာနေတော့နေမယ်မထင်ဘူးကွာကိစ္စတစ်ခုခုရှိလို့သာလာနေတာဖြစ်မယ်အဲ့ဒီကိစ္စကဘာများဖြစ်နိုင်မလဲဆိုတာကျုပ်တွေးနေတာကြီးဆရာကြီးရောဆရာနုံဖပါညင်သွားကြတယ်ဗျဆရာကြီးကကျုပ်နဲ့ဆရာနုံဖထိုင်နေတဲ့အုတ်ခုံကလေးနဲ့မျက်နှာချင်းဆိုင်ကအုတ်ခုံကလေးမှာထိုင်နေတာဗျတော်တော်ကလေးကြအောင်ကိုညင်နေတာဗျဟာကျုပ်တွေးမိပြီနုံဖကြီးကျုပ်တွေးမိပြီဆရာနုံဖရောကျုပ်ပါဆရာကြီးကိုငေးကြည့်နေကြတာဗျကျုပ်တို့နှစ်ယောက်စလုံးဆရာကြီးဘာများပြောမှလဲဆိုတာစောင့်နေကြတာဗျကျုပ်ကတော့လွတ်ကိုသိချင်နေတာဗျကျုပ်တွေးတတ်တာမှန်လို့ကတော့ကံတော်ကိုဝေမဟာတက်တန်300လောက်တော့အနည်းဆုံးပဲကွဟင်ဟုတ်လားဆရာကြီးအဲ့ဒီကံအောက်မှာမိချောင်းကြောက်ရွံ့ရှိလိမ့်မယ်ဒီကိုဝေမကသူ့အသက်ကိုအဲ့ဒီမိချောင်းချောင်းထဲမှာထားတာဖြစ်လိမ့်မယ်ကွဒီမိချောင်းကအနစ်တရာမှာတစ်ခါအသက်ဝင်တာကွအဲ့ဒီအချိန်မှာအပြိုစင်တယောက်ကိုရေစရီးရတယ်ဗျာဆရာကြီးရေစရီးတယ်ဆိုတာဘာလဲဆရာကြီးကျုပ်ကဆရာကြီးရဲ့စကားကိုနားမလည်လို့မေးလိုက်တယ်ဗျရေစရီးတယ်ဆိုတာအရှင်လက်လက်ရေထဲချပြီးတတ်တာပေါ့ကွယ်ဟာဟုတ်လားဆရာကြီးအေးအဲ့ဒါလဲတနင်္ဂနွေသမီးအပြိုစင်ကိုစရီးရတာကွယ်အဲ့ဒီအချိန်မှာမှုံနဲ့စီရင်ထားတဲ့ကြောင်းမိချောင်းကအသက်ဝင်လာပြီးတနင်္ဂနွေသမီးရဲ့ဝိညာဉ်ကိုဆွတ်ယူသွားရောကွလူကောင်ကိုနည်းနည်းမှစားတာမဟုတ်ဘူးရေထဲမှာအလောင်းကဒီတိုင်းပေါ်လာတာအဲ့ဒီလိုတစ်ခါလို့တိုင်းအဲ့ဒီကဝေမတ်ကအနစ်တရာအသက်ထက်ရှိသွားရောတဲ့ဟေ့ဟာဆရာကြီးဒါတွေကိုသိတယ်နော်ကျုပ်ကပြောတော့ဆရာကြီးကခေါင်းညိပြီးကျုပ်လာရမာနေတုန်းကကျုပ်ကိုအထက်လန်မောပညာတွေထပ်တင်ပေးတဲ့မစ္စတာကမ်မလာဆိုတဲ့လူမဲကြီးတယောက်ပြောပြဘူးတာကွာမစ္စတာကမ်မလာကိုယ်တိုင်ကြုံခဲ့ဘူးတဲ့လူယူကိုမတယောက်ဆိုရင်တောင်ကြားကရေကန်ကြီးတစ်ခုထဲမှာကြောင်းမိကြောင်ကြီးတစ်ကောင်ဖန်ဆီးပြီးတော့သူ့အသက်ကိုအဲ့ဒီမှာထားထားတာဆိုပဲသူ့ကိုဘယ်သူတတ်လို့မှမသိဘူးတဲ့ဟိအသက်လည်း900လောက်ရှိပြီရဲ့ကွာဒါဆိုရင်ဒီကံတော်ကိုဝေမကိုလွယ်လွယ်နဲ့လွတ်လို့ရပါမလားဆရာနီလန်တော့ရှာရမှာပေါ့နုံဖရဲ့အသက်ဝက်နိုင်တဲ့အဆင့်ဆိုတာနည်းနည်းနော်ပညာတော့မဟုတ်ဘူးကွကျုပ်တခုတော့ဆင်ရမှာပေါ့လေဘာများလဲဆရာကြီးရဲ့ကျုပ်ကလည်းသိချင်ပြီးပြီဆိုရင်လူသိချင်မှကောင်းအောင်ဗျမောင်သားတွေရေမုတ်ဆိုကြီးတွေမိကြောင်ဖန်းတဲ့အခါတုံးတဲ့တနွတ်ဆိုတာကြားဘူးလားကြားဘူးရနေဘယ်ကမလဲဆရာကြီးရဲ့ကျုပ်တည်တည်ချာချာကိုကင်ဘူးတာဗျကျုပ်ပင်လယ်ဘက်ကိုလိုက်သွားဘူးတယ်အဲ့ဒီမှာဦးမိုးလို့ခေါ်တဲ့ရေမုတ်ဆိုကြီးအိမ်မှာတွေ့ခဲ့တာဗျမိကြောင်ထိုးတဲ့တနွတ်ဆိုလို့ကျုပ်တည်တည်ချာချာကင်ကြည့်ခဲ့သေးတာဟုတ်ပြီမောင်သားတွေအဲ့ဒီတနုကိုကျုပ်တို့လှုပ်ကြရလိမ့်မယ်ရေရိုးတန်နဲ့တော့လှုပ်လို့မရဘူးကွငွေနဲ့လှုပ်ရမှာငွေတော်ရေရိုးငွေမဟုတ်ဘူးကွဖျားအမျက်ဆုံးတော်ရေတော်ပန်းတော်ကတ်တဲ့ငွေလိမ်ပန်းတို့ငွေရီဖလားတို့ငွေညောင်ရီအိုးတို့ကိုအေးကြိုပြီးတော့တနုလန်သွားလှုပ်ရမှာကွဟာလွယ်ပါမလားဆရာနုံဘကဝင်ပြီးမေးတယ်ဗျလွယ်ပါတယ်နုံဖရဲ့ကျုံမှာအဲ့ဒီပစ္စည်းတွေစုထားတာအများကြီးရှိတယ်ကွဘယ်ပဲဆရာနဲ့ဗရင်ဆရာပေါင်းပြီးလှုပ်ထားခိုင်းရမှာပဲတပတ်လောက်ကြာတော့ဆရာကြီးလှုပ်ခိုင်းထားတဲ့တနုရပြီဗျအောင်မှာတော်တော်တော့လေးတာဗျတနုထိတ်ကလန်သွားကလည်းချွန်မြနေတာဗျအယိုးနောက်မှာဂွင်းတစ်ခုပါတယ်ဗျအဲ့ဒီမှာကြိုးတက်ရမှာလေမိချောင်ကိုထိုးပြီးရင်အဲ့ဒီကြိုးကနေတနုကိုပြန်ဆွဲယူရတာဗျငွေတနုကိုဆရာကြီးကတိတိကျကျစီရင်နေဗျမန္တလေးရွတ်တဲ့တက်ဆိုင်ရာအဆောင်လျှောက်တွေကိုအပ်တယ်ပေါ့ဗျာကျိုးတို့၃ယောက်အဲ့ဒီမြို့ကိုရောက်တော့ကံတော်ကိုလိုက်ဖို့မဲ့မြင်းလဲတောင်ခေါ်လို့မရလို့မြင်းလဲတက်တော်ရှာယူရတယ်ဗျနောက်တော့အသက်ကြီးကြီးမြင်းလဲသမားတယောက်ကသူလိုက်ဖို့မယ်လို့ပြောတဲ့ဒါနဲ့ပဲကျိုးတို့ကံတော်เจ้าကဘုန်းကြီးဥညညာနာစီကိုရောက်ခွက်ကြတာပေါ့ဘုန်းကြီးဥညညာနာကတက်တော်50ကျော်ကျော်ပဲရှိသေးတာကျိုးတို့ကိုတွေ့တော့ဘုန်းကြီးကလှုပ်ဝမ်းသာသွားတာဗျဟာတခါကြီးတို့ရောက်လာပြီလားလာကြဘုန်းကြီးကတခါကြီးတို့ကိုနေ့တိုင်းကိုမျောနေတာဗျကျိုးတို့လည်းဘုန်းကြီးကိုဝှပြုတ်ပြီးပြောင်းလဲနေတဲ့ကျမ်းပြင်မှာပဲထိုင်လိုက်ကြတယ်ဗျဆရာကြီးပြောတဲ့အတိုင်းပါပဲဗျာဘုန်းကြီးเจ้าဝင်းကတော်တော်ကိုကျေတာဗျအထဲမှာလည်းတီးပင်စားပင်တွေနဲ့เจ้าဝင်းချင်းတစ်ခုလုံးစိမ့်စုံအေးမြနေတာပါဗျာဒီเจ้าပါကတန်ဃာ9ပါးနဲ့ကိုရင်10ပါးရှိတယ်တခါကြီးရဲ့
ကျောင်းသားကလေး9ယောက်လည်းရှိတယ်တန်ဃာတချို့နဲ့ကိုယ်ရင်တွေကဟိုးနောက်ဘက်ကကျောင်းကြီးမှာသတင်းသုံးတယ်ဘုန်းကြီးနဲ့တန်ဃာသုံးပါပဲဒီကျောင်းမှာသတင်းသုံးတာတခါကြီးတို့ကဟိုးဒီကျောင်းကြီးအပေါ်တက်မှာလွတ်လွတ်လပ်လပ်တက်ခုနေတာကြစားဖို့တော့ဖို့အားလုံးပြည့်စုံပါလေတခါကြီးတို့ဆောင်ရွက်ရမယ့်ကိစ္စကိုသာအေးအေးဆေးဆေးလုပ်ကြပြီတော့မှန်ပါဗျာအခုရက်မှာဘာထူးခြားသေးတော့ဗျာဆရာကြီးကဘုန်းကြီးဥညာတော်ကိုလျှောက်တယ်ဗျဟာထူးပါပြီလားတခါကြီးရာဒီကဝေမကမင်းမချောပုံစံပြောင်းပြီးမြို့ထဲမှာတော်လာနေဆိုပဲပြီးတော့ကလေးမလေးတွေကိုတွေ့ရင်ရောတော်ပြောဆိုပြီးဘာနဲ့သမီးလဲနာမည်ဘယ်လိုခေါ်လဲနဲ့မေးဆိုပဲဗျကျုပ်ပါဇက်ကအတန်တော်ထွက်သွားတယ်ဗျို့ဘုန်းကြီးကတော့တားတွေကိုလမ်းကြည့်တယ်ဗျမှန်ပါဗျာဒီကဝေမဟာကိစ္စတစ်ခုကိုဆောင်ရွက်ဖို့ဒီကံတော်ကိုရောက်နေတာပါဗျာအရှင်ဘုရားစီကကြားရတဲ့သတင်းရဆိုရင်တော့သူကိစ္စဆောင်ရွက်ဖို့တိတ်မကြတော့ဘူးတင်နေဗျဟောဒါတဲ့ဒီကံတော်လို့ခေါ်တဲ့ကံကြီးဟာဘယ်တော့ကလေးကရှိတာလဲဗျဟာတခါကြီးနဲ့ဒီမြို့ကမြို့ဟောင်းကြီးလေအင်းဝါလောက်ကလေးကတည်ရှိတဲ့မြို့ဗျရှေးဘင်းတွေလက်ထက်တော်ကမြို့သားကြီးတွေခန့်အပ်ပြီးအုပ်ချုပ်တဲ့မြို့လေဒီရေကံကြီးကမြို့မတည်ခင်ကလေးကရှိတဲ့တဘာဝကံကြီးတခါကြီးရဲ့တောင်ကြရဲ့အမြဲဝင်နေတာစမ်းပေါက်တွေနဲ့ဆက်နေတာလို့ပြောကြတာပဲဘယ်တော့မှရေရမခမ်းဘူးဗျပြီးတော့မိုးပွင့်လောက်ကြည်ကြည်ရေရှင်တယ်ဆိုတာလည်းမရှိဘူးအင်မတန်ထူးတဲ့ကံကြီးပေါ့ဒါကြောင့်လေရှေးဘင်းတွေလက်ထက်တော်ကလေးကဒီကံကိုကံတော်လို့ခေါ်ကြတာပေါ့ဩဒါဆိုရင်ဒီကံရဲ့တက်တန်ကကြာပြီပဲဒါတဲ့ဒီမြို့မှာဒီကံအောက်ကိုရေတွေပါလေငုတ်ပြတဲ့သူရှိသလားဗျာဟာတခါကြီးနဲ့ဘယ်မှာလာပြီးရှင်ငုတ်ရေးပါမလဲဗျာဒီကံထဲမှာဥစ္စာစောက်သားရှိတယ်လို့မိချောင်ကြီးရှိတယ်လို့ကိုယုံနေကြတာဗျာရေစင်ကူးနဲ့တူတော့မရှိဘူးတခါကြီးရဲ့အရှင်မြတ်မိတဲ့အထက်မှာမိချောင်ဆိုတာပါသွားသလားဗျာဟုတ်တယ်တခါကြီးရေဒီလိုတခါကဒီမြို့မှာခက်ပေခက်ရွရွလူတယောက်ရှိတယ်သူကမြင်းလဲသမားဗျပြီးတော့ဒီလူကအပြည့်ကပြောင်းလာတာသူပြောတော့ပင်လယ်မှာနေခဲ့တာတဲ့ရင်ငုတ်တိတ်ကြွနေဆိုပဲဒါနဲ့တနေ့တော့မြင်းလဲကိတ်မှာအလောင်းစားလို့ရတာပေါ့ဒီလူကရေအောက်မှာ9မိနစ်ငုံနိုင်တယ်ဆိုပဲဗျအဲ့ဒါကိုကျန်တဲ့လူကမယုံဘူးပေါ့ဗျာဒါနဲ့အလောင်းစားလို့ရတာပေါ့ဟိုဒီကျောင်းရှိမှာမြင်းလဲတွေမှာတန်းစီပြီးတော့ရထားတာဗျလူတွေမှလိုက်လာပြီးကြည့်ကြတာမနှဲဘူးအဲ့ဒီလူကအင်ကြီးချုပ်ပြီးကြောင်ကလေးမြောင်ကြရေတဲ့ဝုန်းကနေခုန်ကြကုန်းမကလူတွေကနိုင်မတ်ပေါ့ဗျာဟာဒါဆိုရင်သူနိုင်ရောလားဗျာဆရာတော်မကဝင်ပြီးမေးတယ်ဗျဘုန်းကြီးဥညာနာကပြုံးပြုံးကြီးလုပ်ပြီးပြောတယ်ဗျဘယ်လာနိုင်မလို့မောင်တကာကြီးဟာရေတဲ့စင်းယုံရှိသေးတယ်ဗျရေအောက်မှာဝုန်းဆိုတဲ့ကြားတာနဲ့ခဏနေတော့ဒီလူမိုးကြီးပတ်ကြီးနဲ့ကုန်းမောက်ကိုရေကူးပြီးတက်လာတာလူဆိုတာမိုးပြီးဟောရဲလိုက်နေတာဗျဘာတော့ဘာတွေးလို့တုံးလို့ဝိုင်းပြီးတော့မိချောင်ကြီးလို့နှခုံးអော်ပြီးတရစ်လစ်သွားလိုက်တာပြန်ကိုလည်မလာတော့ဘူးဗျဟာဒါဆိုရင်တေရောလားဗျာတေရောပေါ်တကားကြီးရဲ့ဟင်ကုန်းမကလူတွေကရောအဲ့ဒီမိချောင်ကိုတွေးလိုက်ရသလားဗျဘယ်သူမှမတွေးပါဘူးဗျာအဲ့ဒီကလေးကကန်ထဲမှာမိချောင်ရှိတယ်ဆိုတဲ့သတင်းကကြော်ထွက်သွားပြီးရေစက်ကိုတော့မစင်းဝန်းကြတော့ဘူးဗျစာကြီးပြောတာဟုတ်လိုက်တာလို့ကျုပ်စိတ်ထဲမှာတွေးမိတာဗျဘုန်းကြီးဥညာနာရဲ့ကျောင်းကြီးအပေါ်တက်ကနေကြည့်လိုက်လို့ရှိရင်ကန်တော်တစ်ခုလုံးကိုအပေါ်စီးကကိုမြင်နေရတာဗျအဲ့ဒီညကကျုံနဲ့ဆရာနုံဖားနဲ့တယောက်တည်းမဲအိပ်ပဲကိုထိုင်ကြည့်နေတာဗျဆရာကြီးကတော့ဖះကမှတညလုံးတရားထိုင်ပရိစိတ်ပဲလုပ်နေတာဗျလာကတာတော့ရေကန်ကြီးတစ်ခုလုံးကိုမြင်ရတာပေါ့ဗျာညတကောင်ကျော်တော့ကျုပ်လဲဗျဆရာနုံဘက်ကခဏအိတ်တယ်ကျုပ်ကကြောင်းမီးတွေအကောင်ပိတ်ထားပြီးမောင်ထဲမှာခွန်တလုံးနဲ့ထိုင်ပြီးရေကန်ကြီးကိုစောက်ကြည့်နေတာဗျဟာဘာတော့ဟာကျုပ်ကြည့်နေတော့မှပဲကံလဲမှာရေပွက်ကြီးတကူထသွားတာဗျကျုပ်လည်းမျက်တောင်မခတ်ပဲကိုကြည့်နေတာဗျဟောရေပွက်ကြီးတွေတစ်ခုပြတစ်ခုထလာတာဗျဟာရေကြရွတွေအလဲကခက်ပြပြကြီးဗျဘာလည်းမသိဘူးဟမ်လူရိပ်ဗျလူရိပ်ဒါလူပဲကဝေမထင်တယ်ခက်ပြပြကြီးကျုပ်ဆရာနုံဘကိုကြပြနိုးလိုက်တယ်ဆရာနုံဘထဟိုမှာထကြည့်အောင်ဟင်းဘာတော့ကတာတရဖြူဖြူကြီးဗျဖြူဖြူကြီးကန်းလည်းမှရေထဲကပေါ်လာတာထင်တယ်ဘာမှတော့ဆရာနုံဘကအဲ့ရကနေလူလွယ်ထတယ်ဗျကျုပ်ကြည့်နေတဲ့ဗျင်းမောက်နာကိုလာတယ်ဟာဟုတ်တာပဲကွာဟင်ရေပေါ်မှာလမ်းလျှောက်နေတာကွာဒါကန်တော်ကဝေမဟုတ်ဒါတွေသွားဖះကန်းမှာဆရာကြီးကိုသွားပြောကျုပ်လည်းဖះကန်းကိုတန်းသွားပြီးဆရာကြီးကိုပြောပြလိုက်တယ်ဆရာကြီးလည်းချက်ချင်းကိုထပ်လိုက်လာတာပြုတ်ဟင်ဟုတ်တာပေါ့ကွာအဲ့ဒါကန်တော်ကဝေမပေါ့ကွာကြည်စမ်းရေပေါ်မှာအေးစစ်စစ်လမ်းလျှောက်နေတာဟိအရှင်းနဲ့အနောက်ကိုအဆုံးလျှောက်နေတာကွာဒီနေ့ဘယ်နှစ်ရက်တုန်းနုဖဒီနေ့73ရက်လေးဆရာတပတ်ကဆိုလာပြည့်ပြီလေတစားမိုးလာပြည့်နေပေါ့ဆရာဩဒါကြောင့်လှုပ်ရှားနေတာကိုတပတ်ကတစားမိုးလာပြည့်ဆိုတော့သူ့အစဉ်ရင်ကြီးကိုတပတ်ကလုံးမှတေးကြပြီကွ
မနေ့ပြန်မှာကျုပ်တို့လို့ကြရတယ်အပြေးလောက်ထားရမယ်တပတ်ကညတကောင်ချင်းလက်မုံတက်တာနဲ့အလုံးစားကြရလိမ့်မယ်ကဝေမတော့အခုလောက်ဆိုရင်တနေ့ကနေ့သမီးအပြိုစင်ကိုရှာထားပြီးလောက်ပြီနှုတ်ပါရဲ့ကဲအိတ်ချင်းအိတ်ကြတော့ဟေးအိတ်ကြတော့ဆရာကြီးလည်းအိတ်ရဝင်သားပြီးကျုံနဲ့ဆရာနှုတ်ဖက်လည်းအိတ်ကြပြီဗျနောက်တနေ့9နာရီလောက်မှာကျုပ်အိတ်ရကနိုးလာတယ်ကိုယ်လေးတစ်ပတ်ကကျုပ်ကိုလာခေါ်တယ်ဗျဖုန်ကြီးဦးညာနာကကဲတကားလေးနဲ့မိကမောင်တာတွေဆိုမမဗျာတာတွေပါဗျအေးမောင်တာတွေရဲ့ဆရာကြီးများကတော့ကိစ္စရှိလို့ဆိုပြီးမြို့တယ်ကိုသွားတယ်တကားဒီမှာမနဲ့ဆက်လာစားလိုက်ဦးကျုပ်ကဖုန်ကြီးပြတဲ့ဝိုင်းကိုဝင်လိုက်တယ်ဗျသမင်းတွေရောဟင်းတွေပါစုံဖို့ဗျအချို့ဘက်ကလည်းမုတ်တုံလေးမျိုးပဲဗျကဲစမောင်တာတွေဆရာကြီးတို့ကတော့စောစောကပဲစားသွားကြပြီကွကျုပ်လည်းစာစာနဲ့တဝစားလိုက်မိတယ်ဗျကျုပ်စားတော့ပြီးအောင်ရှိပါသေးတယ်ဆရာကြီးနဲ့ဆရာနှမပြန်အောင်လာကြတယ်ဗျဟာမောင်တာတွေတော့နိုးပြီကိုဘယ်နဲ့လဲကွအဲ့ဒီဝါရလားဟုတ်ကဲ့ဝါပါတယ်ဆရာကြီးကျတို့တို့ရောက်ဘုန်းကြီးကိုရှစ်ကိုပြီးကြောင်ကြီးဘုတ်ကိုတက်ခဲ့ကြတယ်အပေါ်တက်ကိုရောက်တော့မှဆရာနှမတော့မြို့ထဲသွားတာလားကျုပ်ကဆရာနှမကိုမေးလိုက်တာဗျဆရာနှမကကျုပ်ကိုကြည့်ပြီးအေးမြို့ထဲဆိုပါတော့ကွာဒါပေမဲ့သွားတာကမြို့ဦးကိုသွားတာကွာဒီမြို့ရဲ့တက်ဆိုင်ရာနှက်ကြီးတွေကိုအကျိုးအကြောင်းပြောပြရတာမနေ့ဖြစ်မှာဒီကဝေမကိုရှင်းပြမဲ့အကြောင်းကြားရတာပေါ့ကွာဟောအဲ့ဒီလိုလုပ်ရသေးတာလားတော်တဲ့တောင်တဲ့တော့မလိုဘူးပေါ့ကွာဒီလိုမြို့ကြီးပြကြီးတွေကြတော့မြို့ဆောင်နောက်ကိုအကြောင်းကြားရတယ်ကွာကျုပ်ဖြစ်မနေ့ကညကိုမြင်မြင်ရောက်ချင်နေပါပြီဗျာအေးဒီနေ့ပြည်မနေ့ပြန်ရောက်တော့မှာပဲကွာဟောဒါနဲ့မောင်တာတွေကအညာကဆိုတော့ရေးတွေပါတွေရောကျွမ်းကျင်ရလားကွာဟာဆရာနုဘဒါတွေကအညာသားပေမဲ့ပင်လယ်မှာလည်းနေခဲ့ဘူးတာဗျရေကူးလည်းကျွမ်းတယ်ရေငုံလည်းကျွမ်းတယ်ဗျရေအောက်မှာပစုံစမ်းနေကြလေဆရာနုဘရဲ့ဒါဆိုနေရာကြတော့ပေါ့ကွာမနေ့ကညမှာမောင်တာတွေရေထဲဆင်းရမှာကွာဆရာကြီးလှုပ်လာတဲ့ငွေတနုကျင်နဲ့မင်းအလုပ်လုပ်ရလိမ့်မယ်ဟင်ဟုတ်လားဆရာနုဘဟိုတွေ့ကြသေးတာပေါ့ဗျာကျုပ်ကအဲ့ဒီလိုပွဲမျိုးကိုတိတ်တိတ်ချင်နေတာဗျကျုပ်နဲ့ဆရာနုဘပြောနေတာကိုဆရာကြီးကကြားသွားပြီးမောင်တာတွေရဲ့တတိကိုတော့ဆရာကြီးယုံကြည်သားပါကွယ်ဒါပေမဲ့ဒီတစ်ခါတော့တော်တော်ကိုတတိထားရမယ်ကွယ်မောင်တာတွေရဲ့ဟုတ်ကဲ့ပါဆရာကြီးကဲနုဖမောင်တာတွေကိုအခုနှက်ကြီးလေးပါအိမ်တိုက်ထားညရောက်ရင်ကိုယ်တိုက်ပြအင်းတော်ကြီးတိုက်လိုက်မောင်တာတွေလည်းဒီနေ့တနေ့လုံးပရိစိတ်နေကွယ်ကြားလားဟုတ်ကဲ့ပါဆရာကြီးရဲ့မျက်နှာရည်မျက်နှာကိုကြည့်ရတာတော်တော်ကိုဂရုတစိုက်လွှတ်ရမယ့်ပုံပဲဗျကျုပ်လည်းတေးသေးချာချာလွှတ်ရမယ်ထင်တယ်ဗျကျုပ်ကနှက်ကြီးလေးပါအင်းတောက်ပြီးတနေ့ကုန်ပရိစိတ်နေတယ်ဗျဆရာကြီးနဲ့ဆရာနုဖလည်းထမင်းစားချိန်ကလွှတ်ရင်ဖះကန်းကမထွက်ပဲပရိစိတ်နေကြတယ်ဗျညရောက်တော့ကျုပ်ကိုအင်းတစ်ချက်တိုက်တယ်လူကြီးတိတ်ချင်ရောက်တော့ကျုပ်ကြောင်ကြီးပေါ်ကနေပြီးကန်ထဲကိုကြည့်တယ်ဗျဒီညလက်ပို့တာတယ်ဗျကန်ကြီးတစ်ခုလုံးလေးနေတော့တာပေါ့ဗျာညတကောင်ကျော်တော့မနေ့ကလိုပဲဗျကန်လယ်မှာလိုင်းကဲတွေထလာပြီးဖြူဖြူကြီးပေါ်လာတယ်ဗျပြီးတော့ရေပေါ်မှာလမ်းလျှောက်ပြီးသွားနေလေရဲ့ကျုပ်လည်းတကားကွယ်ကနေတေးသေးချာကြည့်တာဗျဆရာနုဘကတော့ပရိစိတ်နေတော့ခေါ်မပြတော့ပါဘူးဗျာဟာကျုပ်ကြည့်နေတော့မှအဲ့ဒီဖြူဖြူကြီးကအလင်းရောင်တွေထွက်လာတယ်ဗျအဲ့ဒီအလင်းတွင်းတွေကကန်ကြီးတစ်ခုလုံးကိုဖြန့်ထွက်ပြီးမိုးလိုက်တယ်လို့ပဲဗျဒါကဝေဆက်ပဲထင်တယ်ဘာပဲဖြစ်ဖြစ်မနေ့ကျရင်တော့ဆရာကြီးကိုဒီကြောင်းပြန်ပြောရတတ်မှာပဲဗျကဝေမဘာလို့တယ်လဲဆိုတာဆရာကြီးသိမှဖြစ်မှာမဟုတ်လားကျုပ်မအိပ်ဘက်ကိုစောင့်ကြည့်နေတာဗျမနေ့3နာရီလောက်ထိကဝေမကသူ့ဆက်တွေကိုကံပေါ်မှာဖြတ်နေတာဗျနောက်မှပျောက်သွားတာမနေ့ရောက်တော့ညကကျုပ်တွေ့ခဲ့တာကိုဆရာကြီးနဲ့ဆရာနုဘကိုပြောပြတော့ဆရာကြီးကခေါင်းတညိမ့်ညိမ့်လှုပ်ပြီးစဉ်းစားတယ်ဗျဒါဆိုရင်ဒီညတော့သေချာပြီနုဘရေအစင်းနဲ့နာပြင်ကြပြီတော့ဟုတ်ကဲ့ဆရာအစင်းနဲ့ဖြစ်ပါပြီဆရာကြီးမောင်တာတွေကတော့မင်းရဲ့တတိကိုအစွမ်းကောင်ပြရမယ်ညပဲကွမင်းနဲ့မင်းဆရာနုဘကကန်ထဲကိုဆင်းကြရလိမ့်မယ်နေ့တရာပြည့်တဲ့ညမှာအသက်ဝင်လာမဲ့ကြောင်းမိချောင်းကြီးကိုမင်းတို့ဆရာတပည့်ကဆင်ပြီးကိစ္စတုံးပြီးတော့ကျုပ်ကတော့ကန်တော်ကိုရီမခေါ်လာမဲ့ကလေးမလေးကိုလမ်းကနေဖြတ်ပြီးတားမယ်ပြီးရင်ကန်တော်ကိုရီမနဲ့ပညာချင်းပြန်ရရမှာပေါ့ကွယ်တတိတော့ထာနုဘရေကြောင်းမိချောင်းကဝိညာဉ်စားမဲ့ချိန်မှာမစားရရင်ဒေါသပုံထားတော့မှာကွယ်မင်းတို့နှစ်ယောက်တစ်ချက်မှတတိမလေးစင်နေဟိစိတ်ချပါဆရာကြီးကျုပ်ကပြောလိုက်တယ်ဗျစောင့်နေလို့ကြာလာတော့မသိဘူးဗျအဲ့ဒီနေ့ကတော်နဲ့ကိုမုံမချုပ်ဘူးလို့ကျုပ်ကထင်နေတာဒါပေမဲ့သဘောတရားကတော့ပုံမှန်ပါပဲဗျာခါတိုင်းလိုနေဝင်သွားပြီးတဲ့နောက်မှာခါတိုင်းလိုပဲမိုးချုပ်သွားတာပေါ့ကျတို့ဆရာတပည့်တော့ရောက်ညစာတော်မစားကြဘူးဗျဘက်ထဲမှာအစာတွေရှိနေရင်လောက်ရရှားရမှာခက်မှာဆိုလို့ပေါ့ဗျာကျတို့ကန်ရဲကိုနေပြီးတော့ည7 နာရီလောက်ရှိပြီဗျဆရာတပည့်တွေအင်းဝခိတ်ကလေးကရှိနေကြတဲ့တဘာဝရေကန်ကြီးကိုမေးကြည့်နေကြတာဗျက
ကန်တပက်ကဖြတ်ပြီးတိုက်လာတဲ့လေအေးကလေးကကျုပ်တို့ကိုစိတ်ကနေဖြစ်သွားစေတယ်ဗျဒါကကျုပ်ထင်တာနော်ဆရာကြီးကတော့အတွေ့အကြုံတွေများနေပြီဆိုတော့ချက်ချင်းကိုပြောတာဗျတတိတော်ထား၏ဒီလေအေးကတာမန်မဟုတ်ဘူးကွအေးတက်ကများလွန်းနေတယ်ဟုတ်ပါဗျာဆရာကြီးစကားဆိုးရုံပဲရှိသေးတယ်ကံရည်ပင်တွေခရက်ထလာရောဗျပထမတော့ခရက်ကခတ်သေးသေးပဲဗျကြည့်ရင်နဲ့ခရွတ်တွေကြီးလာတာဟာဘာကြီးတုံးဗျရေကန်ထဲကနေပြန်ဆိုပြီးတော့မဲကြီးတစ်ကောင်ပါလားကံလမ်းမှာရေကြီးထပ်ပြီးပေါ်လာတာဗျရေကိုဖြန်းကနေကိုရိုက်ချလိုက်တာဗျနဖကြောင်းမိကြောင်းတော့အသက်ဝင်နေပြီကွဝိညာဉ်ကိုဆွဲယူဖို့တောင်းတနေပြီဒါဟာနှစ်တရာပြည့်တဲ့အချိန်ပဲကွတကောင်မကြော်မချင်းမင်းတို့မစင်းနဲ့ရေတကောင်ကြော်လို့မှသူတောင်းတတဲ့ဝိညာဉ်မဆုပ်ယူရရင်ဒီကောင်အားရင်ချိနေလာလိမ့်မယ်အဲ့ဒီအချိန်ဟာမင်းတို့အတွက်အချိန်ကောင်းပဲကွဟုတ်ကဲ့ပါဆရာကြီးဆရာနုဘကဆရာကြီးကိုရိုးရိုးတည်တည်ပြောတယ်ဗျပြီးတော့သူလွယ်ထားတဲ့ဈေးလွယ်အိတ်ကိုဖြုတ်ယူပြီးဆရာကြီးကိုအပ်လိုက်တယ်ပြီးတော့ကျုပ်ဘက်ကိုလက်ပြီးတော့ရော့တားတယ်မင်းကရမယ်ငွေတနုအပေါ်ကပတ်ထားတဲ့စက်ကူတွေခွာလိုက်တော့ကျုပ်လည်းဆရာနုဘပေးတဲ့ငွေတနုကိုရိုးရိုးတည်တည်လိုက်ယူလိုက်တယ်ဗျပြီးတော့အပေါ်ကနေလူမမြင်အောင်ပတ်ထားတဲ့စက်ကူတွေကိုခွာလိုက်တယ်လိုက်ရအောင်မှဝင်လက်နေတဲ့ငွေတနုကြီးပေါ်လာတယ်ဗျဆရာကြီးကိုယ်တိုင်တည်တည်ချာချာဆင်ထားတဲ့ငွေတနုဗျာကျုပ်ကတနုကိုလက်ထမှာစကြည့်လိုက်တယ်အပေါ်ကအင်ဂျီတွေကိုကျုပ်ရောဆရာနုဘပါချွတ်ပစ်လိုက်ကြတာဗျပစိုးတွေကိုကြောင်းမြောင်ကြိုက်လိုက်ကြတာပေါ့ဗျာကျုပ်ကတနုကြိုကိုကျုပ်ခါမှခြိလိုက်တယ်လက်ထက်ကတနုလွတ်ကျသွားရင်ပြန်ဆွဲလူရှူလို့ရအောင်ပေါ့ဗျာဟောရေတက်ကဖြူဖြူကြီးတက်လာပြီဗျတက်လာပြီဆရာကြီးအေးဟုတ်တယ်နုဘအဲ့ဒါကန်တော်ကိုဝေမပဲကွာစိတ်ချဒီကောင်မကြီးကိုကျုပ်တာဝန်သာထားဟောကိုဝေမကရေပေါ်မှာပြေးနေပြီဗျအသားညင်းနေမော်တာဒီကိုဝေမရဲ့နောက်ကိုကျုပ်လိုက်သွားမယ်ပြောဆိုဆရာကြီးကကန်တော်ကိုဝေမထွက်သွားတဲ့ဘက်ကိုဆေးလွှဲအိတ်တလုံးလွှဲပြီးလိုက်သွားလေရဲ့ကျုံနဲ့ဆရာနုဘပဲကြံနေတာဗျမကြခင်မှာပဲလက်မွန်တက်ပြီဗျဟာဝုန်းဆိုတဲ့အတန်နဲ့တူရေထဲကနေပြီးတော့လိုင်းလုံးကြီးထသွားတာဗျဟာမိကြောင်ကြီးပါလားနဲတဲ့အကောင်ကြီးမှမဟုတ်တာလေခေါင်းတို့ကြီးဗျခေါင်းတို့ခေါင်းကလည်းတင်းတောင်းလောက်ရှိမလားပဲဗျဆရာနုဘကပါဇက်ကမန်နေရရွနေပြီဗျတကောင်ကြောင်စောင့်နေပုံပဲဗျဟာရေထဲမှာလည်းဝုန်းဝုန်းဆိုပြီးတော့စူညံနေရရဲ့ဗျအလိုရေထဲကနေခေါင်းကြီးထိုးထိုးလာပြီးအမီမမဲကြီးနဲ့ရေကိုဖြန်းကနေဆိုပြီးရိုက်ပြီးတော့ပြန်ငုတ်သွားတာဗျဆရာနုဘကလက်ကိုတစ်ချက်မော့ကြည့်တယ်ဗျဟောမိကြောင်ကြီးပြန်ပေါ်လာပြီဗျဟုတ်တယ်ဗျတကောင်ကြော်သွားလို့ထင်တယ်လှုပ်ရှားတာစောစောကားလောက်တော့မကြမ်းတော့ဘူးဗျကျုပ်ကတော့လက်ထကငွေတနစ်ကြီးကိုသာကြစ်ကြစ်ပါအောင်ဆုတ်တာမိတယ်ဗျဒါတည်းအချိန်ကြပြီငါရင်သွားမယ်ငါနဲ့ဒီကောင်နဲ့တေးသေးချာချာခွဲတော့ငါကအဖြူဟိုကောင်ကအမေမမစိနေကြားလာဆရာနုဘဘာကိုပြောပါလဲလို့ကျုပ်စဉ်းစားနေတော့မှဟောဆိုပြီးတော့ဆရာနုဘကရေထဲကိုခုန်ချသွားတာဗျဟာရေထဲကလမ်းလူကြီးထပ်ပြီးခေါင်းကြီးပေါ်လာပြီရေကိုအမေကြီးနဲ့ရိုက်လိုက်တယ်ဗျဟင်ဒါမိချောင်ဖြူကြီးပါလားဩဒီတော့မှကျုပ်ဆိုတဲ့ကောင်ကသဘောပေါက်သွားတာဗျဆရာနုဘကရုပ်ပြန်ရုပ်လဲမော်ပညာနဲ့မိချောင်ဖြူကြီးအသွင်ယူပြီးတိုက်ခိုက်မှာကိုကဲကျုပ်လည်းပေါ့ဗျာကျုပ်ငွေတနုကိုလက်ထက်မှာတင်းတင်းဆုပ်ပြီးရေထဲကိုခုန်ချလိုက်ပြီဗျဒါတည်းတဲ့ဟေးရေထဲရောက်ချင်းတော့ကျုပ်ကဘာမှကိုမမြင်ရဘူးဗျခဏကလေးပါပဲဗျာလိုက်အောင်ကြောက်လာကျုပ်တော့ထားတဲ့အင်းတွေရဲ့အစွမ်းလာတော့မသိဘူးဗျရေအောက်ကိုကျုပ်မြင်နေရတယ်ဗျဟာလိုင်းလုံးကြီးတွေကျုပ်ကိုပြေးဆောက်ပြီဗျကျုပ်ပြနောက်ကိုတလန်လောက်အောင်လွန့်ထွက်သွားတာဗျဟာမိကြောင်ရင်ကောင်နိုးထွေးနေတာဗျတကောင်ကအမဲကြီးဗျတကောင်ကဖြူကြီးဗျအမဲကြီးကကြောက်မိကြောင်ကြီးပေါ့ဗျာအဖြူကြီးကကျုပ်ဆရာနှုံဖားပေါ့ဟာဝုန်းဆိုပြီးတော့တိုက်ပွဲကတော့တော်တော်ကိုပြင်းထန်နေပြီဗျာကျုပ်လည်းငွေတနုကိုတိတိကျကျကန်ပြီးအနာတိုးသွားလိုက်တယ်ဗျဝုန်းဆိုပြီးတော့မိကြောင်ရင်ကောင်လူလိုက်တဲ့အတန်ကြီးဗျနောက်တစ်ခါထပ်ပြီးတော့အမဲကောင်ကသူ့ဖေနဲ့ကျုပ်ဆရာရဲ့မိကြောင်ကိုထပ်ရက်လိုက်တယ်ဗျာအဲ့ထဲမှာပဲကျုပ်ကလက်អွန်လိုက်တာမျိုးဒါပေမဲ့ရိုက်မိတဲ့အရှင်နဲ့ကျုပ်ကရေဘက်ကိုတလန်လောက်ရောက်တက်သွားတာလေဒီတော့ကျုပ်អွန်လိုက်တဲ့အတန်ကြီးကလေထဲမှာလွတ်ထွက်သွားတာပေါ့ဗျာကျုပ်ရေထဲကိုပြန်ကြမှာရေထဲကိုချက်ချင်းငုတ်ပြီးမိကြောင်ကြီးတွေကိုလိုက်ဆက်ရတာပေါ့ဗျာဟာတွေ့ပြီကံအောက်ချေကနုံထဲမှာနှကောင်သားလုံးနေတာဗျအမဲကောင်ကြီးကအပေါ်ရောက်လာလိုက်အဖြူကြီးကအပေါ်ရောက်လာလိုက်နဲ့ကျုပ်အသက်ကိုနာနာအောက်ပြီးအနားကိုကတ်လာခဲ့တာပေါ့ဗျာစောစောကကျုပ်ရေဘော်ကိုမြောက်အတက်မှာအသက်ကိုတဝက်ကြီးရှူလာတာဗျဟောအမဲကြီးကအပေါ်ကနေပြီးအဖြူကောင်ကြီးကိုဖိခိုက်နေတာဗျတွေ့ကြသေးတာပေါ့ကွာငါဆရာနုံဘကိုကြိုက်တဲ့ကောင်ကျုပ်ဆရာခံနေရတာတွေ့တော့ကျုပ်တွေးတယ်ချက်ချင်းစူပွက်သွားပြီးငွေတနုကိုလက်နဲ့စုံကန်ပြီးတော့မိကြောင်မဲကြီးရဲ့လက်ပြင်ကနေဟ
အားကိုစိုက်ထည့်လိုက်တာဗျကဲကွာအကဲသေးပြီတော့အသားတွေကိုစိုက်ဝင်သွားတဲ့တနုပင်ကြီးကိုကျုပ်အားနဲ့ထပ်ဖိပြီးတွင်းလိုက်တာဗျို့ဟာဝုံဝုံဆိုပြီးတော့မိချောင်ကြီးချက်ချင်းကိုထွန်းထွန်းလူသွားတာဗျာမိချောင်ကြီးကချက်ချင်းယုံထွက်ပြီးတော့အမဲကောင်ကြီးကိုကိုက်တော့တာပဲဗျအမဲကောင်ကြီးကကန်ထဲမှာလက်ပတ်ပြေးနေတာပေါ့ဗျာကျုပ်လည်းထပ်ပြီးအသက်မအောင်နိုင်တော့တာနဲ့ရေဘော့ကိုပေါ်လာခဲ့ရတာပေါ့ဒါပေမဲ့တနုကျုပ်ကကျုပ်ခါမှခြိထားတာဆိုတော့ကျုပ်ကရေပေါ်ပြီးအသက်ရှူလိုက်အောက်ကမိချောင်ကြီးကဆွဲတော့ရေထဲပြန်ပြုတ်လိုက်နဲ့ဖြစ်နေရောဗျမိချောင်မဲကြီးကကန်ကိုပတ်ပြီးကူးပြေးနေသေးတာဗျခဏကြာတော့မှငြိမ်သွားတယ်မိချောင်ဖြူကြီးကလည်းတောက်လျှောက်ကိုလိုက်ကိုက်နေတာဗျဟောငြိမ်သွားပြီဗျငြိမ်သွားပြီဟာမိချောင်ကြီးကကျုပ်ကြီးဖြစ်သွားပြီဗျကျုပ်ရဲ့ငွေတနုကြီးလည်းကျွတ်ထက်သွားပြီဗျကျုပ်ကကျိုးကနေကြပြီးငွေတနုကိုပြန်ဆွဲယူထားလိုက်တယ်ကျုပ်လက်ထဲကိုငွေတနုပြန်ရောက်ပြီပေါ့ဗျာဟာကွဲသွားပြီဗျကွဲသွားပြီကျောင်းမိချောင်ကြီးကအဲ့ကျောင်းကြီးတွေပေါ်လာပြီးတော့ကွဲထက်သွားပြီဗျမိချောင်ဖြူကြီးချက်ချင်းရေဘော့ကိုထိုးတက်သွားပြီဗျကျုပ်လည်းရေဘော့ကိုပေါ်ပြီးကန်းဆက်ကိုကူးရတာပေါ့ဗျာကန်းဆက်ကိုတက်လိုက်တော့တစ်ပင်တစ်ပင်မှာမိပြီးထိုင်နေတဲ့ဆရာနုံဘတ်ကိုတွေ့လိုက်ရတယ်ဗျတော်ပါသေးရဲ့ဗျာဒါတည်းမင်းရဲ့တက်တိကိုတော့ငါချီးကျူးပါလေကွာပြိုင်ဆိုင်ရှားပါမယ်ဆရာနုံဘတ်ကစီးပြီးပြောတယ်ဗျကဲဒါတည်းမင်းခါမှခြိထားတဲ့တနုကျုံဖြုတ်လိုက်ကွာဆရာကြီးနောက်ကိုလိုက်ကြဦးစုရဲ့ကျုပ်လည်းခါကတနုကျုံကိုဖြုတ်တယ်တနုကိုတော့လက်ကကိုင်းလာတယ်ဗျလူကမေကပေါ့ဗျာဆရာတပည့်နှစ်ယောက်စလုံးကတော့ရေရွှဲသားနေပေါ့ဗျာဟောတွေ့ပြီလို့ကန်ရဲ့အရှိဘက်မှာကိုရီမကြီးနဲ့ဆရာကြီးနဲ့အပြင်းထန်တိုက်ခိုက်နေကြတာဗျဟဲ့အကောင်ဆရာစုပ်နေ့လူတွေငါ့ရဲ့မိချောင်ကိုကိစ္စတုံးလိုက်ကြပြီမလားအေးနင်းကိုငါကိစ္စတုံးပြီးတာမှတ်ပြီတော့ဆရာစုပ်ရဲ့ငါကနင်းအသက်နစ်ကိုတည်းဝင်လာအောင်တမင်စောင့်နေတာဟေးကိုရီမရဲ့ဒါမှနစ်ကိုငါကိစ္စတုံးလို့ရမှာဩဒီလိုလားရော့ဟောဒီကိုရီဇက်ကငါကိုပိုင်ဆက်ဟေးရော့ဟာကိုရီမကြီးကမျက်လုံးကရောပါးစပ်ကပါတဝင်းဝင်းနဲ့ဆက်တွေထုတ်လို့လိုက်တာပြုတ်ဆရာကြီးကလက်ဝါကိုဖြန့်ကာလိုက်ပြီးပြန်တွန်းပြီးလိုက်တော့ကိုရီမကြီးရဲ့ဆက်တွေကရှေ့တဲ့မတွန်းနိုင်ပဲကိုရီမကြီးပါဖိနိုင်လေးလဲကျသွားရုပ်ပြုတ်ကိုရီမကြီးကလဲရနေကားပြီးပြန်ထမယ်လို့မှဆရာကြီးကရှေ့ကိုပြေးဝင်သွားပြီးတော့သူ့လက်ထဲကစီးတောင်းနဲ့ဒါပေါက်ချလိုက်တယ်ပြုတ်ဟာဝုံဝုံဆိုပြီးတော့မိတော့ကြီးပါထသွားတာပြုတ်ကိုရီမကြီးလည်းမိတော့ထဲမှာလိမ့်နေရောဗျာအဲ့ဒါမီးမော်လို့ခေါ်တယ်ကိုရီမကြီးနင်းကရေတက်ကလာတဲ့ပညာတဲ့ဆိုတော့နင့်ကိုမီးမွန်နဲ့တိုက်လိုက်တာလေမီးများမီးနိုင်ရေများရေနိုင်တဲ့ဟိကဲနေရအောင်ညင်းပြီးတော့ကိုရီမကြီးကလက်ကြီးတွေကိုကောက်ပြီးပါဇက်ကြီးဟပ်ပြီးရေတွေမုတ်ထွန်းလိုက်တယ်ဗျဒါပေမဲ့သူ့ပါဇက်ကထွက်လာတဲ့ရေကမီးတော့ကြီးကိုလုံးဝမငင်းနိုင်တော့ဘူးဗျမီးတော့ကြီးကကြီးတဲ့ကြီးလာပြီဗျအာကိုရီမကြီးအတန်နဲ့ကြီးနဲ့អော်လိုက်တာအနီးနားကကြီးကန်းတွေတော့လက်ပြကုန်ကြတာဗျကြီးပြိုတဲ့အတန်တွေကပေါင်းရင်တစ်ခုလုံးဆူညံသွားတော့တာပေါ့ဗျာဟင်ဟိုမှာမင်းကလေးတယောက်လဲနေပါလားဆရာနုံဖရဲ့ဟေးဟုတ်တာပဲကွာအตาကြီးနေတာလေနောက်ဆုံးတော့မိတော့ကြီးကကန်တော်ကိုရီမကြီးကိုပြပြအောင်လာမြောက်သွားတော့တာပေါ့ဗျာဟင်ဟိုကလေးမလေးထလာပြီဗျကျုပ်ကြည့်နေတော့မှပဲလမ်းဘေးမှာလဲနေတဲ့မင်းကလေးကသတိရသွားပြီးငုတ်တော့ကလေးထပ်တိုင်လိုက်တယ်ဗျပြီးတော့ဟိုကြည့်တကြီးလုံနေတယ်နုံဖနဲ့မော်တာတွေလာကြကွဒီကလေးမကိုအเจ้าကိုခေါ်ခဲ့ဖုန်ကြီးဦးညာနာစီအလိုက်ကြကျတို့เจ้าမင်းရတော့ဖုန်ကြီးဦးညာနာနဲ့ဦးပစင်းတွေကကျတို့ကိုစီးကျုံနေတာဗျသူတို့တွေကန်ထဲကတိုက်ပွဲကိုလက်ရအောင်မှမြင်နေရတာဆိုပဲဆရာကြီးရဲ့တိုက်ပွဲကိုတော့မမြင်ရပေမဲ့ပြောဆိုချင်းဝမ်းတန်တွေကိုအတိုင်းသာကြားနေကြရတယ်ဗျာနောက်တနေ့ရောက်တော့ကိုရီမကြီးဆက်လွတ်ပြီးခေါ်လိုက်တဲ့ကလေးမကလေးကိုသူ့အိမ်ပြန်မှုပေးကြတယ်ကန်တော်ကိုရီမကြီးမရှိတော့တဲ့အကြောင်းကိုတော့ဖုန်ကြီးဦးညာနာကပြောပြလေရဲ့ဗျာကျတို့ဆရာတပည့်တွေကတော့ရန်ကုန်ကိုပြန်ခဲ့ကြတော့တာပေါ့ဗျာကန်တော်ကိုရီမရဲ့ဏိကုံကတော့ဒီမှာပဲအဆုံးသတ်ပါပြီဗျာနောက်တစ်ပတ်မှာတော့ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါအောင်ဆိုဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ